Yeah ဒီနေ့ထပ်တွေ့ပြန်ပြီပေါ့ဒီနေ့လည်းနည်းနည်းပါရေးဖြစ်တယ်ပေါ့လေအဲ့တော့ဒီနေ့ဘာပြန်လုပ်ဖြစ်လဲဆိုတော့ဒီ expander ပေါ့ပထမနေ့ကလည်းပုံထည့်တဲ့အချိန်မှာ expander ကိုတစ်ခါပြောခဲ့တယ်ပေါ့လေအဲ့တော့ဒီတိုင်းပဲပေါ့တပုံထည့်တယ်တပုံကစိုက်ကြည့်နေ overflow ဖြစ်သွားတယ် overflow ကိုဖြောက်ဖို့ဒီ expander ကိုပြန်သုံးရတယ်ပေါ့လေဒါမှ screen နဲ့မှာစတာပေါ့လေဒီနေ့တော့အဲ့ဒါပို့ပြီးတော့ထပ်လုပ်ဖြစ်တယ်ပေါ့လေအဲ့တော့ expander နဲ့ပထမဆုံးသူကဘာလုပ်ပြီးလဲဆိုတော့သူကအဲ့လို screen မှာလွတ်နေတဲ့နေရာတွေကိုယူဝေးတယ်တဲ့ဘယ်လိုရှိတယ်ဆိုတော့ထားပါတော့ဒီမှာဆိုရင် row နဲ့ container နှစ်ခုရှိရပေါ့လေဒီမှာ container နှစ်ခုရှိရအဲ့တော့ဒီလေမော်ရမ်းပြီးမှာဆိုရင်ဒါနေရလွတ်နေအဲ့တော့အပြာဟိုဒီတိုင်းပဲထားပြီးတော့လေမော်ကိုဒီဘက်ကိုအပြေးယူခြင်းရင်ဘာလုပ်လို့ရတယ်ဆိုတော့ဒီ container ကို click တစ်ချက်ထောက်ပြီးတော့ဒီမှာexpander ဆိုပြီးတော့အုပ်လိုက်ပြီးတော့တစ်ချက်စေးလိုက်ရင်ဒါဆိုရင်သူလွတ်နေတဲ့နေရာတွေကိုအပြည့်ယူသွားတယ်ပေါ့လေဒါ expander သုံးပြီးလုပ်လို့ရတဲ့တစ်ချက်ပေါ့နောက်တစ်ခုကကြတော့ secondary မှာအပိုင်းတွေခွဲလို့ရတယ်ဗျာweb မှာဆိုရင်လည်းဒါကိုlayout တွေရှိရော တွဲ column grid တို့ mobile မှာဆိုရင်တော့ file လာဆက်လာမသိဘူးထားပါတော့ဒီမှာခုနလိုပဲ container ရှိရပေါ့လေ container တွေကိုflex သုံးပြီးတော့ပိုင်းလို့ရတယ်ပေါ့လေလက်ရှိတော့ဒီမှာဒီ brown ကို flex 2ဆိုတော့သူကနှစ်ကွက်ယူပါ total ပါရှိတော့2 3 4 4ကွက်ဆိုင်ရ second မှာ4ပိုင်းပိုင်းထားရပေါ့4ပိုင်းမှာနှစ်ပိုင်းဒီသူယူမယ်တစ်ပိုင်းကဒီကောင်ယူပြီးတော့တစ်ပိုင်းကဒီကောင်ယူမယ်ပေါ့အကျဉ်းဘယ်လိုထွက်လာလဲဆိုတော့ဒီလိုထွက်လာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီကောင်ကို flash 4လို့ပြင်လိုက်ရင် total ဒီ4 5 6 9 second ကို9ပိုင်းပိုင်းထားတယ်4ပိုင်းကသူ့ပိုင်းတယ်တစ်ပိုင်းကသူ့ပိုင်းတယ်နှစ်ပိုင်းကသူ့ပိုင်းတယ်ပေါ့အကျဉ်းဒီလိုပုံစံထွက်လာပေါ့လေဒါဟို second မှာလိုပဲသူတို့အပိုင်းတွေလို့ပြန်ခွဲလို့ရပေါ့နောက်တစ်ခုကတော့ဒီ overflow second overflow ဖြစ်နေတဲ့ဟာတွေကိုနေလို့လုပ်ပေးလိုက်တယ်ပေါ့လေဒါမှလည်း expand လုပ်ပေးလိုက်တယ်ပေါ့ဒါပထမရက်မှာတပုံနဲ့စမ်းပြီးတော့ဆိုတော့ဒီမှာထပ်မရေးတော့ပေါ့လေနောက်တစ်ခုကျတော့သူကဘယ်လိုလဲဆိုတော့ဒါ test widget တွေတော့ကိုသူက generate space တွေကိုယူပေးတယ်ပေါ့လေအဲ့ဒါကဘယ်လိုပြောလို့ရမလဲဆိုတော့ဒီက expander ကိုခဏပိတ်လိုက်မယ်ပေါ့ child ပိတ်မယ်ဒါတော့ဒီမှာဆိုရင်ပါရှိတယ်ဆိုတော့ row နဲ့ဒီကပုံလေးရှိရယ်ပုံ expander နဲ့ကထားတယ်ပြီးသွားရင်ဒါ row ဆိုတဲ့အတွက်ကြောင့်ပုံဒီဘယ်ဘက်ခြမ်းမှာရှိလိမ့်မယ်ညာဘက်ခြမ်းမှာဒီစာရေးရှိလိမ့်မယ်ဒါပေမဲ့ဒီတိုင်းရင်ဘာဖြစ်လဲဆိုတော့ဒီမှာစာအရှိဖြစ်တဲ့အတွက်ကြောင့် screen က overflow ဖြစ်နေမဆန်တော့ဘူးဗျာအဲ့တော့သူ့ကိုအလုပ်လုပ်စေခြင်းကျွန်တော်လုပ်ရှင်တာကဘာလဲဆိုတော့ဘယ်ဘက်မှာပုံလေးရှိမယ်ညာဘက်မှာစာရှိမယ်အဲ့လိုကြရင်ဒီ padding ကိုဒီ expander နဲ့ထပ်အုပ်ပေးလိုက်ပေါ့ expander နဲ့ထပ်အုပ်ပေးလိုက်တဲ့အခါကျရင်ကျွန်တော်လိုချင်တဲ့ပုံစံတိုင်းလေးထွက်လာပေါ့လေစာတွေဒီ overflow မဖြစ်တော့ဘဲနဲ့အော်ဒီကြောင့်နေပြန်ဆင်သွားတယ်ပေါ့လေဒါ expander နဲ့လုပ်လို့ရတဲ့တစ်ချက်ပေါ့တခုသတိထားမှာကဒီ expander ထဲမှာပဲ pattern တွေကန်လို့ရတယ်ပေါ့လေဒီ pattern ထဲမှာ expander ပြန်ပြီးတော့လုပ်လို့မရဘူးပေါ့လေဒါတော့နောက်ဗီဒီယိုထဲမှာကြည့်ကြတာပေါ့ဘယ်လိုဖြစ်လာလဲလို့ okay အဲ့ဒါပြီးသွားတော့နောက်တစ်ခုကsite box ပေါ့ site box ကတော့အများကြီးမရေးပြဘူးညောင်းပေါ်ထိုင်လိုက်မယ်ဆိုတော့ site box တာပဲပေါ့လေ site box ဆိုတာ site box ကလက်ရှိကတော့သုံးပြနေတာတော့ဒီလို space ချတဲ့နေရာတွေပေါ့site box height 8ဆိုရင်ဒီချားထဲမှာဒါ site box လေးတစ်ခုဝင်သွားရပေါ့လေ
site box မှာပါထည့်လို့ရတယ်ဆိုတော့ width တွေ height တွေ chain widget တွေထည့်လို့ရသေးရပေါ့layer space အနေနဲ့ပဲသုံးပြပါတယ်ကျန်တဲ့ဟာတိတ်မသုံးပြဘူးနောက်တစ်ခုကဘာလဲဆိုတော့list view နဲ့ grid view နဲ့ပေါ့လေ UI နေရေးပြီးဆိုရင်ဒီကောင်တွေကလည်းမပါမှဖြစ်ပေါ့list နဲ့ပြမှာလား grid နဲ့ပြမှာလားအဲ့တော့ဒါဒီနှစ်မျိုးပဲရှိရမယ်တခြားမရှိဘူးလို့ထင်တာပဲအဲ့တော့list view ပေါ့ဗျာအဲ့တော့ဒီမှာဘာရေးထားလဲဆိုတော့ဒီ list view test ဆိုပြီးရေးထားရပေါ့လေဒီမှာ list view text ရှိမယ်ဒါကိုခေါ်သုံးလိုက် list view ထဲမှာဘာရှိတယ်ဆိုတော့item 20ရှိရပေါ့ဗျာပြီးသွားရင်စာလေးနဲ့ icon လေးနဲ့ရှိမယ်ပေါ့ okay ဒီတိုင်းဆိုရင် list view ကမပေါ်ဘူးဘာလို့လဲဆိုတော့screen မှာရှိတဲ့ space နဲ့ list ပေါ်ဖို့ space ကမလောက်ကြတော့ဒီမှာမပေါ်ဘူးပေါ့လေဒါမဲ့ဒါလုံနေနဲ့တည်တာပေါ့လေဒါမဲ့ဟလာမပေါ်တာဘယ်လိုသွားကြည့်မလဲကတော့ dev 2ထဲမှာကြည့်ရတယ်လို့ပြောတယ်အခုတော့မစမ်းကြည့်ရသေးဘူးပေါ့ဒါလောဆယ်သူ့အဖြစ်ရှင်ကိုတော့ဘာလုပ်လို့ရတယ်ဆိုတော့ခုနက expanded လေးနဲ့တွဲပြီးတော့သုံးလိုက်ရင် expanded ထဲမှာထည့်လိုက်ဒါဆို list view လေးပေါ်လာပေါ့coffee call လေးနဲ့ဒါ item နာမည်လေးရှိရပေါ့လေဒီဘောဟို message ချောင်းနဲ့ဖြုတ်ထားလို့ရတယ်ပေါ့အဲ့တော့ list view မှာlist view မှာအများကြီးရှိအောင်တစ်ချက်ကြည့်အောင်ဘာလို့လဲဆိုရင် list view ရှိရယ်list view တော့ပေးတာ custom separator လက်ရှိကတော့ list view နဲ့ list view ပေးတာပဲသုံးတယ်ပေါ့လေနှစ်ခုကဘာကွာလဲဆိုတော့list view ထားပါတော့ item နေမှာဒီနေ့တော့အနေဒါ30လေးရှိမယ်ဆိုရင်list view ကိုသုံးလိုက်မယ်ဆိုရင်ဘာဖြစ်လဲဆိုတော့10ခုလုံးကို memory ပေါ်မှာတင်လာပြီးတော့အလုပ်လုပ်တယ်ပေါ့ဗျာအဲ့တော့ဒီကောင်းကို run ဒီ component ကို run တာနဲ့ဒီ10နေရာစာအတွက် memory ကယူရတယ်ပေါ့ list view ပေးတာကြတော့အဲ့လိုမဟုတ်ဘူးသူကကြတော့ဒါဒီ screen ပေါ်မှာရှိနေတဲ့ထားပါတော့ item index ပေါ့လေ screen ပေါ်မှာ3ခုပေါ်နေမယ်ဆိုရင်1 2 3ရော1 2 3ကိုပဲသူက run ချတယ်ပေါ့score ဆွဲလိုက်ရင်အပေါ်1ကအပေါ် screen ပေါ်ကနေပျောက်သွားပြီဆိုရင်တော့1ကိုမိတ်လိုက်တယ်2 3 4 3 4 5အဲ့လိုပဲအောက်အနေအပေါ်ပြန်ဆွဲဆိုလဲအောက်က5တို့ဘာလို့တော့မိတ်လိုက်တယ်ဗျာမိတ်ထိုက်ပြီးတော့ဒီ screen မှာရှိရဲ့ရေအတွက်လောက်ပဲသူက run ချပြီးအဲ့တော့ဘာဖြစ်လဲဆိုတော့ memory save ဖြစ်တယ်ပေါ့လေအဲ့ဒါပေါ့ဒီမှာဆိုရင်ဒီမှာပေါ်နေဆိုလောလောဆယ်9ခုပေါ့9ခုဆိုရင်သူက total item +1 ဆိုတော့10ခုထိသူက render လုပ်ထားတယ်ပေါ့ memory ပေါ်မှာအဲ့ဒါဒီလိုဆွဲလိုက်တယ်ဆိုရင်ဒါ tier 4ကစပြီးပေါ်နေပြီဆိုတော့1 2 3ကို memory ကနေဖြတ်ချလိုက်တယ်ပြီးတော့4ကနေ10 11လောက်ထိကိုသူက memory ပေါ်မှာလုပ်ထားတယ်ပေါ့ဒီလိုမျိုးလုပ်တယ်ပေါ့လေ builder ဟိုအဲ့တော့ရိုးဟာနဲ့ beta နဲ့ဘာကွာလဲဆိုတော့အဲ့ဒါကွာပါတယ်အဲ့တော့ beta တွေကဘယ်ချိန်မှာသုံးလဲဆိုရင်ဒါ API ဘက်က data တွေအများကြီးဝင်လာတဲ့အချိန်မျိုးမှာဆိုတော့ဒါ beta ကိုသုံးသင့်တယ်ပေါ့လေ memory သူကဘယ်လောက်ဝင်လာမှမသိတော့ဒါ memory save ဖြစ်အောင်ရော performance ပိုကောင်းအောင် beta function သုံးသင့်တယ်list view အားကြတော့ size သေးတဲ့ကောင်လေးဒါပေါ့ကျွန်တော်တို့alarm application လို့ပေါ့ဆိုရင် alarm ဘယ်နှခုရှိမှလဲဗျာဟုတ်တယ်မလား4-5ခုပေါ့အဲ့လိုဟာကြရင် beta ကြီးမလို့ဘူးဒီတိုင်း list view လေးနဲ့ပြလဲဒါအဆင်ပြေတယ်ပေါ့အဲ့လိုမျိုးသုံးလို့ရတယ်အဲ့ list view မှာဘာရှိလဲဆိုတော့အများကြီးပဲ scroll direction ဆို vertical scroll လား horizontal scroll လားမှာပြောင်းလို့ရမယ် reverse နောက်ဆုံးအစားပေါ်မှာလားပြောင်းလို့ရတယ်ပြ
ပြင် physics ကကြတော့ကျွန်တော်တို့ဆွဲလိုက်ရင်ဘောင်းဖြစ်သွားတာပေါ့ effect တွေပေါ့လေပုံမှန်ကျတော့ gallery တို့အဲ့ဒါမှမဟုတ်လေလို့တခုခုလို့ list view ဆွဲကြည့်ရဲ့အချိန်မှာတိတာပေါ့လေတခြား application မှာဆိုခြားအများကြီးတော့ပါအကုန်လုံးတော့မသုံးပြဘူးပေါ့မဘီတာကအဓိကအပြင်တော့ဖားထည့်ပေးရတယ်ဆိုတော့ item beta ဆိုတဲ့ဟာကိုထည့်ပေးရတယ်ကျန်တာမတောင်းတော့ item beta တော့ထည့်ပေးရမယ်အဲ့တော့ item beta ထည့်ပြီးမှသူဒီဘယ်လောက် pay လောက်ရမလဲပေါ့လေအဲ့တော့ဒီမှာဆို item count ပေးရမယ်ဒါဆိုရင် item count ပေးရတဲ့တော့ item count ပေးခိုင်းတော့အခု20ပေးလောက်တယ်ပေါ့လေitem count မပေးထားဘူးဆိုရင်ကြတော့သူ infinity list ပုံစံမျိုးဖြစ်သွားတယ်လို့ပြောတယ် okay ဒါတော့ list view နဲ့ပတ်သက်တဲ့ဟာပေါ့လေlist view ပြီးတော့ grid view ပေါ့ grid view အတွက်လည်းထားတာဒီမှာရေးထားရှိရဆိုတော့ဒါဆိုဒါ grid view ပေါ့လေဒါဆိုဒီကောင် physics တုံးတာအတွက်ကြောင့် bounce လေးဖြစ်နေဆိုချလိုက်တဲ့အချိန်မှာပြီးရင် reverse ကိုတုံးထားရပေါ့လေအဲ့တော့ okay grid view တွေဝင်ကြည့်အောင် grid view ထဲမှာဆိုတော့တော့ဘာရှိတယ်ဆိုတော့ grid view ရှိတယ် grid view beta ရှိတယ်သူတို့ရဲ့အလုပ်လုပ်ပုံတွေဒီလေခုနလိုပဲပေါ့လေဒါပေမဲ့ grid view မှာတခုกว่าတာဘာလဲဆိုတော့ grid delegate ဆိုတဲ့ဟာအဲ့တော့ grid view တွေကိုကြည့်ရင်ဒီမှာ require ရသည် grid delegate ရဲ့ item beta ရဲ့နှစ်ခုတောင်းတယ် list view မှာတော့ item beta တစ်ခုပဲတောင်းတယ်ပေါ့လေgrid view မှာတော့နှစ်ခုတောင်းတယ်ပေါ့အဲ့တော့ grid delegate ဆိုတာဘာလို့တာလဲဆိုတော့grid မှာကျွန်တော် column တွေရှိတာကို column တွေအရေးတော့သတ်မှတ်ဖို့ ਨੇ သူတို့ကြားထဲက spacing တွေသတ်မှတ်ဖို့အတွက်ဒါ grid delegate ကသုံးတယ်ပေါ့လေအမှန်နှစ်မျိုးရှိရပေါ့လေဒီ silver grid dedicated with physical exit count ဆိုပြီးတော့တစ်ခုရှိရဒီမှာ physical exit count ဆိုပြီးတစ်ခုရှိရmain cross exit extend ဆိုပြီးတစ်ခုရှိရနှစ်မျိုးရှိရပေါ့ဗျာအဲ့တော့extend နဲ့ကောင်းတယ်လို့ပဲအဲ့လိုပြောရအောင်အဲ့တော့ကောင်းတယ်ဆိုတဲ့ဟာဒီသူကဘာလို့လုပ်လို့လဲဆိုတော့ column တွေကိုတိကျကျသတ်မှတ်ချင်တဲ့အချိန်ဆိုရင်ဒီကောင်းဆိုတဲ့ဟာကိုတုံးတယ်ပေါ့အဲ့ဒါတော့ column နှစ်ခုလားသုံးခုလားအဲ့လိုမျိုးတိကျသတ်မှတ်ချင်တုံးတယ် extend ကကြတော့သူက responsive column တွေတော့ပေါ့အဲ့ဒါတော့ mobile segment မှာတော့ column ကနှစ်ခုပဲပေါ်မယ်အဲ့ဒါမှအဲ့အနေနဲ့ကြီးกว่า tablet လောက်ဆိုရင်3ခုပေါ်မယ်4ခုပေါ်မယ်အဲ့လိုမျိုးဆိုရင်တော့ဒီ extend ဟာကိုတုံးတယ်ပေါ့လေဒါအများဆုံးကတော့ဒီ count ကိုတုံးကြတယ်လို့ပြောတယ်အဲ့တော့ဒီကောင်းထဲမှာနှစ်ခုလုံးမှာဘယ်ဟာပဲသုံးပေါ့လေဒီကထည့်ပေးရမယ်ဟာဒီ main spacing ထည့်ပေးရမယ် cross spacing ထည့်ပေးရမယ်ပြီးရင်ဒီကောင်းဆိုရင်ကောင်းဟိုသုံးတဲ့တော့ကောင်းကိုသတ်မှတ်ပေးရမယ်ပေါ့လေဟို column ကောင်းဘယ်လောက်ယူမှာလဲဒါသတ်မှတ်ပေးရမယ်ပေါ့ပြီးတော့ရင်ဒါ cross space and the horizontal space ပေါ့ horizontal spacing main is the vertical spacing ဒီမှာသူစကြက်ပေးရပေါ့ဒီ Chinese aspect ratio ဒီဒါ width နဲ့ height နဲ့ ratio ပေါ့လေ1ဆိုတာ ratio 1ဒီဒါ square ပေါ့0.5 ဆိုရင်သူကwidth ပေါ့ 0.5 ထည့်လိုက်သူဒီ width ဒီ height ဒီ width ရဲ့နှစ်ဆဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးပေါ့အဲ့လိုတွက်တယ်ပေါ့လေဒါလို့ဆိုဒီမှာမထည့်ဘူးဗျာပြီးတော့ဒီမှာ pattern တွေကန်ထားတယ် physics ထည့်ထားတယ်ပြီးတော့သူဒီ beta ဖြစ်တဲ့အတွက်ကြောင့်သူ့ကို item ကောင်းပေးထားတယ်ပေါ့လေပြီးတော့ item beta နဲ့ဒီမှာ widget လေးတစ်ခုထပ်ထုတ်ထားတယ်ပေါ့လေ my box ဆိုပြီးတော့တခုရှိတာက beta မဟုတ်ဘဲနဲ့ ရိုး grid view ဆိုရင်
ဒီ beer မှာပါတဲ့အတွက်ကြောင့်box 20ရေးခြင်း my box ဆိုပြီးအရှိအခု20ရေးရလိမ့်မယ်beer ကတော့အဲ့လိုမလို့ပေါ့လေကိုဘယ်လောက်ထည့်ခြင်းလဲဆိုပြီးဒီမှာကောင်းသတ်မှတ်ပေးလိုက်ပြီးတော့widget တစ်ခုခေါ်တော့လိုက်တာနဲ့ဒါပြီးသွားတယ်ပေါ့လေအဲ့တော့ဒါက review အလုပ်လုပ်တဲ့ပုံပေါ့tablet တွေပါတော့အဲ့လို data မရှိတော့ဟိုကတော့extend တော့မဆိုင်ဖြစ်ဘူးပေါ့လေတိတ်တယ်မတုံးလို့ပြောတာပဲတုံးတော့မှာပေါ့လေဒါပြီးရင်တော့ရှိတော့ဘူးကုံသွားပြီstyling တော့နည်းနည်းလေးဆက်လုပ်လိုက်အောင်မယ်ဘာလို့ဆိုတော့အရောင်နဲ့ကြောင်တောင်ကြီးဘာရောင်နေမှလည်းမသိဘူးโอเคပါဒါတော့ဒီနေ့လက်ရှိလုပ်ဖြစ်တဲ့ဟာပေါ့လေတခုရမယ်လို့မျှော်လင့်ပါတယ်နောက်ရမှာတွေ့ကြတာပေါ့